မင်္ဂလာပါမိတ်ဆွေတို့ရေမိတ်ဆွေတို့မနက်ကခွန်ကိုပေါက်ကြလာတော့ဒီခဏခဏပေးတဲ့ခွန်ကိုကဒီနေ့မနက်ကြမှာအသာစီးမရှိဘူးထွက်သွားတယ်ပေါ့နော်ကျုပ်ကတော့ခွင်ရှိခွင်တင်တဲ့ကတိလေးလွဲသွားတယ်ပေါ့နော်ဒီကနေ့ကတိလေးကိုလွဲသွားမနက်ကဆိုရင်တော့ကျွန်တော်လေးစာရေးပေးခဲ့တယ်ရွှေကီးက3.9တဲ့အမှန်ချင်းကတော့ခွင်နဲ့တစ်ရှိပေါ့နော်ဒီပြလေးကွက်တယ်ပေးခဲ့တယ်တစ်ရှိမှချင်းကပြတ်သွားတယ်တော့ကြောင့်ခွန်ကိုကရွှေကီးနဲ့တွားပြီးတော့ကိုထုံးသွားတာပေါ့နော်အထို့သူပဲတပတ်စာဟိုမကျော်ပတ်တီတလုံးပေးခဲ့တယ်ရှစ်ပတ်တီပေါ့နော်ရှစ်ပတ်တီကပုံတော့မကျော်ပါအဲ့ဒီထဲကနေပြီးတော့အကောင်းဆုံးရှယ်ပင်း3ခွက်က8ခွင်ရယ်8လေးရယ်8ကိုရယ်အဲ့ဒီ3ခွက်အရင်တစ်ပတ်ကတော့ပတ်တီကတော့ထွက်နေတယ်ရှယ်ပင်းမထွက်တာ2ပတ်ရှိသွားပြီပေါ့နော်အဲ့ဒီအဲ့ဒီရောရှိโอเคတားရောဒီနေ့ညနေမှာတော့နေ့လေးခွန်ဘရိတ်ကိုကဲ့မယ်အနေလေးကိုဘရိတ်ကြည့်လိုက်တဲ့အချိန်မှာကလမ်းကြောင်းတစ်ခုတွေ့တယ်385အပိတ်နဲ့နေ့လေးကိုဘရိတ်ကိုဒီနေ့ညနေမှာတိုးရီအားလို့ဖြုတ်ကြတယ်ဟုတ်385အပိတ်လည်းမပြောက်ဘူးနေ့လေးကိုဘရိတ်လည်းမပြောက်ဘူးဆိုရင်တိုးရီညနေရောက်တော့ရှယ်ပဲအဲ့တော့ငါကြာဒီနှစ်ခုကိုတွတ်ထုတ်မယ်ဆိုတော့ကိုယ်ရတယ်ဒါပေမဲ့ကိုယ်ရတော့25ရယ်95ရယ်ခွင်5အညာလေးကငါဖမ်းမယ်ဘိုက်ကွင်နဲ့ပြင်းပြီးသွားပြီငါသားချစ်တွေလုတ်ပြီးသွားတယ်ဆိုတော့ချင်းချက်မရှိကစားတင်တယ်လို့စားအရန်အနေဖြင့်တော့တားရီနေဖြင့်ရှစ်တလုံးကိုရန်သေးတယ်နဲ့ကိုရှိနေရှောက်ရှိပေါ့နော်ခွင်နဲ့4ပရိခွင်4ပရိကိုရန်သေးခြင်းနဲ့ကိုရီးယားတော့ဒီ9ခွက်ကိုလည်းဦးစားပေးပြီးကစားပဲအဲ့ဒီထဲကနေပြီးတော့အကောင်းဆုံးတစ်ခွက်ကိုပြောမှာဆိုငါတကောကိုရန်ကြိုက်တယ်ခွန်ပရိလေးဖြစ်တဲ့လူငါတလုံးကဒီနေ့ညနေတော့ဆင်းရအောင်လို့ယူဆတယ်ပေါ့နော်โอเคပါတားရီလို့ကိုကတော့မင်းတို့ဘောမပြောင်းလဲတဲ့မြစ်တာတွေနဲ့ပဲအကရာတွေကိုတင်ပေးနေအောင်80နေပါမယ်လို့ကြိုးစားရင်းနဲ့ဒီစာမှုကိုဒီမှာတော့ကျွန်တော်ကိုပြောအောင်တော်တော်ပါစီ